အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မ share လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ငွေကြေး block နဲ့တင်ငယ်မှုဆိုတဲ့အကြောင်းလေးကိုဒီချက်မှတ်တန်တာနဲ့ဒီချက်စိမ်းရှိရနဲ့လေ့လာထားတဲ့အရာလေးတွေနဲ့နှိုင်းယှဉ်ပြီးတော့ကျွန်မဘဝမှာကြုံတွေ့ခဲ့ရတဲ့အကြောင်းလေးတွေကိုရှင်းပြရင်းနဲ့ပြောပြပေးခြင်းတာဖြစ်ပါတယ်အဲ့ဒီအကြောင်းကတော့ကျွန်မငယ်ငယ်တော့ဆိုလို့ရှိရင်ဝဝကကနဲ့တအားချဖို့ကောင်းတဲ့အတွက်ဒီလိုမျိုးတည်တဲ့သူတွေရောမတည်တဲ့သူတွေကပေါ့နော်အမျိုးတွေကပဲဖြစ်ဖြစ်သူတို့ကနေပြီးတော့ချီတဲ့အခါမှာအဲ့လို3နှစ်4နှစ်ကလေးအရွယ်လောက်မှာပေါ့နော်အဲ့လိုချီတဲ့အခါမှာသူတို့ကချစ်တော့ကြမဘိုးပေးခြင်းနဲ့ပေါ့နော်မဘိုးပေးခြင်းတဲ့အခါမှာအဖေတို့မိတို့ကဘယ်လိုပြောလဲဆိုတော့မပေးနဲ့ရတယ်ပေးစရာမလိုဘူးပေးနဲ့အဲ့လိုမျိုးလုံးဝလက်မခံဘူးပေါ့နော်အဲ့ဒီတော့တိတက်တဲ့အရွယ်9နှစ်လောက်ဆိုလို့ရှိရင်တချို့ဒေါ်ကြီးတွေဆိုလို့ရှိရင်ကိုချစ်လို့ချီးပြီးသားဘယ်လိုမျိုးပေးလိုက်လဲဆိုရင်သူတို့ကအင်ကြီးတဲ့ခေါင်းဝင်လေးဝတ်ထားရဲဆိုလို့ရှိရင်အဲ့ခေါင်းဝင်ရဲ့တို့ကချီးလိုက်တာဖြစ်တဲ့အတွက်အင်ကြီးတဲ့လေးကိုထည့်ပြီးပေးလိုက်တယ်တခါတလေအုတ်ထုပ်ကလေးဝိုင်းဝိုင်းလေးစောင်းထားရဲဆိုအုတ်ထုပ်ကလေးထဲမှာထည့်ပြီးပေးလိုက်တယ်ပေါ့နော်အဲ့ရောက်လို့အင်ကြီးလဲတယ်အဲ့လိုမျိုးအုတ်ထုပ်ချွတ်တယ်အဲ့လိုမျိုးအချိန်ကြကမှပတ်စံအဲ့လိုမျိုးကြာလာကမှဟဲထည့်ပေးလိုက်ပြီးကြည်အောင်ဆိုအမေတို့အဲ့လိုမျိုးငငယ်တော့ဘသူတွေကအဲ့လိုမျိုးပေးလိုက်တာဆိုတာကိုတိတတ်တဲ့ခါကျပြောပြရတယ်ပေါ့နော်ဒါပေမဲ့ကြီးတဲ့အချိန်အထိ9နှစ်6နှစ်9နှစ်10နှစ်လောက်အထိကိုလုံးဝအိမ်ကဘယ်လိုပြောထားလဲဆိုတိတဲ့သူတွေကပဲပေးပေးအမျိုးတွေကပဲပေးပေးလုံးဝသူများပေးရင်မယူအောင်90ပဲပေးပေး100ပဲပေးပေး9000ပဲပေးပေးလုံးဝမယူအောင်အဲ့လိုမျိုးပြောထားယူလို့ရှိရင်ရိုက်မယ်လို့ကိုပြောထားတာပေါ့နော်သူတို့စိတ်ထဲမှာဘယ်လိုမျိုးသတ်မှတ်ထားလဲဆိုလို့ရှိရင်သူသားသမီးကိုသူတို့ရှားကျွေးနိုင်တယ်ဒါကြောင့်မလို့သူများပေးစရာမလိုဘူးအဲ့လိုမျိုးပေးလို့ရှိလို့ရှိရင်ကျေးဇူးကြီးတင်ပြီးပြန်ပြီးတော့အဲ့လိုမျိုးကျေးဇူးဆက်ရလိမ့်မယ်ဆိုတဲ့စိတ်ကြီးနဲ့အဲ့လိုငွေကြေးဘလော့ဖြစ်နေခဲ့တယ်ပေါ့နော်အဲ့ဒါကိုလည်းမသိခဲ့ဘူးဒါပေမဲ့အခုဆိုလို့ရှိရင်ဒီချက်မတန်တာနဲ့ချက်စိန်ကိုလေးလာပြီးကြည့်တဲ့အခါမှာသူတို့တွေကဘယ်လိုပြောလဲဆိုလို့ရှိရင်အဲ့ဒီတယူတယောက်ကကိုကိုပေးတယ်ဆိုလို့ရှိရင်အဲ့ဒီငွေကြေးကိုပေးလိုက်ရတဲ့အတွက်သူတို့ကလည်းပျော်ရွှင်စွာကိုပေးလိုက်တာပေါ့နော်ပေးခြင်းလို့ကိုစေတနာရှိလို့ပေးလိုက်တာပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လူမှလည်းပျော်ရွှင်သွားတယ်ကိုပေးလိုက်ရတဲ့အတွက်သူတို့မှစီးပွားလက်လာပါတယ်တိုးတယ်ကိုလည်းအတိုင်းပဲသူများကိုပေးလိုက်ပြီးလို့ရှိလို့ရှိရင်ကိုစိတ်ကတာတကယ်သူ့ကိုပျော်ရွှင်စေခြင်းနဲ့စိတ်နဲ့ပေးတယ်ပေါ့နော်အဲ့လိုမျိုးပေးတယ်ဆိုလို့ရှိရင်ကိုမှသူ့ကိုပေးလိုက်ရတဲ့ကုသိုလ်ကြောင့်သူ့ကိုပေးလိုက်တဲ့ဒါနကြောင့်အဲ့လိုမျိုးချက်ချင်းကိုအကျိုးပေးရပေါ့နော်အဲ့လိုမျိုးစိတ်နဲ့လက်ခံယူရတယ်ဆိုတာမသိကြဘူးပေါ့နော်အဲ့လိုမျိုးလက်မခံတတ်ဘူးဆိုလို့ရှိရင်အဲ့ဒါငွေကြေးဘလော့ဖြစ်သွားတယ်ပေါ့နော်ပြီးကြလို့ရှိရင်အဖေတို့ကပြောသေးတယ်ပေါ့နော်ဘာကြီးဘာတွေတွေအဲ့လိုအတော်ကြီးတွေကခေါ်ပြီးမိုးဘိုးတွေဘာတွေပြည့်ရဆိုလုံးဝမယူနဲ့ယူလို့ရှိရင်ရိုက်မယ်ဆိုတော့ငငယ်တော့ကတော့အရက်ခံတဲ့အရွယ်ကတော့မယူဘူးပေါ့နော်အဲ့လိုအတန်းနေကြီးလာတဲ့အခါမှာအဲ့လိုအတော်ကြီးကခေါ်ပြီးရင်လည်းသူကယူတယ်အဲ့လိုကြောင်းတက်တဲ့အချိန်တက္ကသိုလ်တက်တဲ့အချိန်ဆိုလဲကြောင်းတက်ခါနေဆိုလို့ရှိရင်အဲ့လိုမိုးဘိုးတို့အဲ့လိုတစ်ခုခုလှမ်းပြီးခေါ်ပြီးရပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်အတော်ကြီးကပြီးရင်လည်းယူတယ်အဲ့လိုဘာကြီးဘာတွေအဖေဘက်ကလူတွေကအဲ့လိုမျိုးပြီးလို့ရှိရင်ငငယ်တော့ဆိုသူတို့လည်းခိုးပေးရတာပေါ့နော်အဲ့ကြီးလာလို့ရှိလို့ပြီးကျင်လို့ရှိလို့ရှင်တော့ခေါ်ပြီးတော့အဲ့လိုမျိုးရော့နေမိုးဘိုးကြောင်းတော့ကနေလို့အဲ့လိုမျိုးပေးရဆိုလို့ရှင်ကိုကတော့ယူရဲပေါ့နော်အဖေကဘယ်လိုမျိုးပြောလဲဆိုလို့ရှင်တငယ်ချင်းနေအိမ်ကိုအဲ့လိုမျိုးတိတတ်တဲ့အရွယ်ရောက်တဲ့အခါမှာတငယ်ချင်းတွေအိမ်ကိုသွားလဲတာတော့တငယ်ချင်းတွေတခုခုဖိတ်ကြွေးလို့စားတာတော့ဆိုလို့ရှင်ဘယ်လိုမျိုးပြောလဲဆိုတော့အေးသွားတာတော့သွားဒါပေမဲ့ကိုကပြေဆုံးတာမဟုတ်ဘူးကိုကပြေဆုံးတာမဟုတ်တော့ကြာတာဝန်မကျေဘူးဖြစ်လိမ့်မယ်သူမြောက်ပြမကျွေးနိုင်ဖြစ်တဲ့အခါကျလို့ရှင်ကိုကအားနာရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့မစားတာကောင်းတယ်မသွားတာကောင်းတယ်ပေါ့ဒါပေမဲ့မလွှဲတာရင်လည်းသွားပေါ့အဲ့လိုမျိုးပြောတဲ့အခါကျတော့ကိုယ်စိတ်ထဲမှာဘယ်လိုမျိုးခံစားရလဲဆိုတော့တိမ်ငယ်မှုကိုခံစားရတယ်ပေါ့နော်ဟုတ်တာပဲငါသူတို့ကျွတ်တယ်လို့ပြန်မကျွေးနိုင်ဘူးသူတို့အဲ့ခံတယ်လို့မျိုးပြန်မခံနိုင်ဘူးသူတို့ထားတယ်လို့မျိုးငါအိမ်မှာမထားနိုင်ဘူးငါတားဆင်းရတာပဲဆိုတဲ့တိမ်ငယ်မှုကိုခံစားရတယ်ဒါပေမဲ့အဲ့ဒီဟာကိုဘယ်လိုမျိုးပြောင်းပြီးတော့တွေးရမလဲဆိုလို့ရှိလို့ရှင်ဟုတ်တယ်အဲ့ဒီအချိန်တုန်းမှာတော့ကိုကစင်းရဲနေရဖြစ်တဲ့အတွက်သူတို့ကျွေးတယ်လို့မျိုးပြန်မကျွေးနိုင်ဘူးသူတို့လိုမျိုးကိုပြန်ပြီးတော့မခံနိုင်ဘူးသူတို့လိုမျိုးမထားနိုင်တာမှန်တယ်ဒါပေမဲ့ကိုအလုံးလုံးနေရလေကိုအသက်ကရှင်းနေရဖြစ်တဲ့အတွက်ရှောက်လုံးမှာကိုစူးစမ်းနေတယ်ဆိုလို့ရှင်ငါတနေ့မှာတော့ငါတငယ်ချင်းတွေငါပေါ့အရန်ကောင်းတာငါပေါ့တာဝန်ကြည့်တာဒီတငယ်ချင်းတွေရပါတော့အဲ့လိုဆိုလို့ရှိရင်တနေ့မှာတော့ငါသူတို့ကိုကျေးဇူးပြန်ဆံမယ်တနေ့ကြလို့ရှင်ငါလည်းသူတို့ကိုပြန်ပြီးတော့ဒီလိုမျိုးကျွေးမယ်မွေးမယ်အဲ့လိုမျိုးပေးကမ်းမယ်ဆိုတဲ့စိတ်နဲ့ဒါသွားတယ်စားတယ်ဆိုလို့ရှင်တငယ်ချင်းရှင်ကိုကကြားထဲမှာတင်ငယ်စရာလည်းမရှိဘူးရွှေမျိုးကြားထဲမှာတင်ငယ်စရာလည်းမရှိဘူးကိုကိုပေးတဲ့ကမ်းတဲ့လူတွေရဲ့ယူတဲ့ဥစ္စာကိုလည်းကိုကအားနာစရာလည်းမရှိဘူးပေါ့နော်ကိုတတ်နိုင်တဲ့တနေ့ကြလို့ရှင်ပြန်ပြီးပေးနိုင်တဲ့တနေ့ကြလို့ရှင်ပေးမယ်ကျွေးမယ်ဆိုတဲ့စိတ်သာကိုမှမွေးပြီးရှိတယ်ထားတယ်ဆိုလို့ရှင်ငွေကြေးဘလော့လည်းဖြစ်စရာမလိုသလိုတင်ငယ်စရာလည်းမလိုတော့ဘူးဒါကြောင့်မလို့တငယ်ချင်းတွေကိုပြောချင်တာတကယ်လို့များကိုမှကျမဖြစ်ပြောသလိုမျိုးအဲ့လိုမျိုးတုံးတရားဖြစ်ခဲ့တယ်ကိုစိတ်ကလည်းအဲ့လိုမျိုးသူတို့ပေးတာကိုလက်ခံမှာအားနာတယ်ကိုကယူနေရတယ်အဲ့လိုမျိုးတွေးတယ်ဆိုလို့ရှင်ဘဝဆိုတာတေးနေရမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးရှင်သန်နေတဲ့လူဘဝမှာဆိုလို့ရှင်လူဘဝဆိုတာအမျိုးမျိုးပြောင်းလဲနိုင်တယ်ကိုစူးစမ်းရင်စူးစမ်းသလိုတိုးတက်နိုင်တယ်ဒါကြောင့်မလို့အဲ့ဒီအခါကြလို့ရှိလို့ရှင်ငါရဲ့
ဒီလိုမျိုးငါ့ကိုပေးတဲ့ကန်းတဲ့လူကျွေးတဲ့လူအဲ့လိုလူတွေကိုမှတ်ထားပြီးတော့တနေ့ကြလို့ရှိရင်ငါလည်းပြန်ပြီးတော့အဲ့လိုမျိုးသူတို့ကျွေးလို့ကျွေးတာမဟုတ်ပေမဲ့အဲ့လိုကျေးဇူးတရားကိုတိတက်တဲ့အနေနဲ့ငါလည်းပြန်ပြီးတော့အဲ့လိုသူတို့လုပ်သူလိုမျိုးလေးတွေလိုက်လုပ်မယ်သူတို့ပေးသူလိုမျိုးလေးတွေလိုက်ပေးမယ်ဆိုပြီးစိတ်ကိုပြောင်းယူလိုက်တယ်ဆိုလို့ရှိရင်ငွေကြေးဘလော်လည်းမဖြစ်တော့ဘူး energy လည်းကောင်းသွားတယ်တိမ်ငင်စိတ်လည်းမဖြစ်တော့ဘူးဆိုတဲ့အကြောင်းကိုတီးပြီးသားသူတွေကတော့ကြောသွားလို့ရပါတယ်မတီးသေးတဲ့လူတွေကတော့ဘဟုတူတာတစုံတရာရခဲ့တယ်ဆိုလို့ရှိရင်လိုက်ရင် share လုပ်ပေးလို့ရတာပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်